နော်ကျမတို့ဒီ video လေးကကျမတို့ sketchbook ကို creation လုပ်တဲ့နံပါတ်2 video file လေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျမကဒီ n လေးကိုကျမဒီ n လေးကိုပထမ video မှာဒါသင်ခဲ့တယ်ပေါ့နော်သင်ခဲ့ပြီးတော့ကျမဒီနေရာလေးမှာကျမတို့ if နဲ့ and နဲ့ကျမတို့ချိန်မယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ if နဲ့ and နဲ့ချိန်ရလဲဆိုရင်ဒီမှာရှိတဲ့ Bangkok ကလည်းဒီ pty mmk ဖြစ်ရမယ်ပြီးရင်ဒီနေရာလေးကလည်းเนาะဒီ in မှာဆိုလို့ရှိရင် greater than 0ဖြစ်ရမယ်အောက်မှာဆိုလို့ရှိရင် less than 0ဖြစ်ရမယ်ပေါ့နော်အဲ့တော့အဲ့နှစ်ခုကိုချိန်မှာဖြစ်တဲ့အတွက်ကျမတို့ဒီနေရာလေးမှာတော့ဒီ mass ပေါ့နော်ဒါလေးလည်းဖြစ်ရမယ်ဒီဟာလေးကလည်း greater than 0ဖြစ်ရမယ်ဆိုတော့ကျမတို့ n နဲ့ချိန်မယ်ပေါ့နော်အဲ့တော့ဒါလေးကို andn เนาะ andn control a အဲ့တော့ဒီကောင်လေးဒီเนาะဒီကောင်လေးဒီညီမျှခြင်းဘာဖြစ်ရမလဲဆိုရင်ဒီကောင်လေးဖြစ်ရမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျမကဒီနေရာလေးမှာကျမဒီလိုလေးလှုပ်ထားလိုက်မယ်ပေါ့နော်ဒီနှစ်ခုလေးကျမလိုချင်တယ်ပေါ့နော် petty cash ပေါ့နော်အကယ်လို့အဲ့လိုမဟုတ်ရင်လည်းစာရိုက်လို့ရရပေါ့နော်စာရိုက်မယ်ဆိုရင်တော့ကျမတို့ကစာရိုက်မယ်ဆိုလို့ရှိရင်တော့သူကဒီအကုန်လုံးလိုက်ပြီးတော့စာရိုက်ပြီးပြောင်းပြရမှာပေါ့နော်အဲ့တော့စာရိုက်ပြီးပြောင်းတာထက်ကိုဒီလိုလေးထားရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့ကျမတို့ပြန်ချိန်မယ်ပေါ့နော်အဲ့တော့ကျမကဒီနေရာမှာဒါလေးတွေတော့ကျမမြင်ချင်တယ်ဒါပေမဲ့ကျမဒီဟာကြီးကိုတော့ပြီးရင်တော့ကျမဖြောက်လိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုဆိုရင်ရှုပ်သွားမှာဆိုလို့လေနော်ကျမတို့ကဒီနေရာလေးမှာ andn control a ဒီကောင်လေးတည်ပေါ့နော်ဒီကောင်လေးတည်ဘာနဲ့တူရမလဲဆိုဒီကောင်နဲ့တူရမယ်ပေါ့နော်အဲ့တော့တူတဲ့နေရာမှာကျမကတခါတည်းထည့်ပြီးတော့စဉ်းစားမယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျမတို့ကဒီ formula ကိုကျမကဒီနောက်တွေမှာလဲကျမတခြားဘန်တွေကိုချိန်အောင်မှာဆိုတော့ဒီ formula လေးကိုကျမကဒီနောက်ကဟာတွေကိုလည်းကျမဆွဲသွားလို့ရအောင်လို့ဒီနေရာမှာကျမ lock function လေးကိုသုံးမယ်ပေါ့နော် lock ခတ်တယ်ပေါ့နော် fix လုပ်တဲ့ဟာလေးပေါ့အဲ့တော့ fix လုပ်တဲ့ဟာလေးကကြတော့ဒီမှာကျမ fix လုပ်တာလေးကိုသင်မှာဖြစ်တဲ့အတွက် fix လေးကိုလည်းကျမထည့်ပြီးတော့သင်လိုက်အောင်မယ်ပေါ့နော်အဲ့ဒါဆိုရင်ကျမ fix လုပ်ဖို့ဒီ fix ကိုကျမသင်မယ်ဒီနေရာမှာကျမဘယ်လိုလေးသွားမလဲဆိုရင် fix ကတော့ကိုအထိပေါ့နော်ဒီလိုလေးသွားမယ်ဒီကောင်ဆိုလို့ရှိရင်လည်းဒီလိုလေးသွားမယ်ပေါ့နော်အဲ့တော့ log ရဲ့သဘောတရားကကြတော့ကျွန်တော်ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအကွက်ကလေးနဲ့ကျွန်တော်တို့ကစားတဲ့ပုံစံလေးပေါ့နော်ကျွန်တော်ငယ်တုန်းကအကွက်ကလေးနဲ့ကစားကြတယ်ပေါ့နော်အဲ့တော့ဒီမှာသူကဘယ်လိုပုံစံလေးလဲဆိုတော့ကျွန်တော်တို့ကြောက်ကလေးကစားလို့ပေါ့နော်ဒီနေရာလေးဆိုလို့ရှိရင်ဒီ1နဲ့1နဲ့မြောက်ချင်တယ်ဆိုရင်ဒီ1နဲ့1နဲ့မြောက်ပေါ့နော်ဒီနေရာလေးဆိုလို့ရှိရင်ဒီ9နဲ့3နဲ့မြောက်ပေါ့နော်အဲ့လိုမျိုးလေးအဲ့တော့ဒါဆိုလို့ရှိရင်သူကမြောက်တဲ့အခါမှာဒီအတိုင်းသာဆိုလို့ရှိရင်ကျမတို့ကဒီအကွက်တိုင်းကိုလိုက်မြောက်ရမယ့်သဘောရှိရပေါ့နော်ဒါပေမဲ့အခုကျမတို့ဒီမှာကျမပြောတဲ့ lock ဆိုတဲ့ function လေးပေါ့နော်သူ့ရဲ့ဟိုဟာကတော့ fix လို့ပြောတာပေါ့နော်တကယ်တော့သူကဘာကိုပြောချင်တာလဲဆို lock lock ကိုပြောချင်တာ lock ရဲ့သဘောတရားဒီပါလဲဆိုရင်ကျမတို့ရဲ့ဒီ cell ကွက်ကလေးမှာrow နဲ့ column နဲ့ရှိရယ်သူက row ကို lock ခတ်ချင်တာလား column ကို lock ခတ်ချင်တာလားအဲ့ဒီဟာလေးပေါ့နော်အဲ့တော့ကျမတို့ဒီမှာရှိတဲ့ excel ရဲ့သဘောတရားဒီဥပမာကျမကဒီနေရာလေးမှာကျမတစ်လို့ဒီနေရာလေးမှာကဏ္ဍတစ်ခုရိုက်ထားတယ်ပေါ့နော်ရိုက်ထားပြီးဒီနေရာလေးမှာကျမညီမျှချင်းထိုးလိုက်မယ်ဆိုရင်ဒီမှာ B46 လို့ပြောတယ်ဒါပေမဲ့ဘာ lock မှမခတ်ထားဘူးဆိုရင်ဒီဟာလေးကိုကျမနောက်ကိုဆွဲသွားလိုက်ရှင်သူကဘာဖြစ်သွားလဲဆိုရင် C46 ဖြစ်သွားတယ်သူက column နောက်ကိုဆုပ်သွားရင် column တစ်ခုချင်းစီဆုပ်သွားရင်နောက်ကိုဆွဲသွားပြီဆိုလို့ရှိရင်သူက column ကိုဆုပ်သွားတာဖြစ်တဲ့အတွက် column က C ပြီးလို့ရှိရင်နောက်ကိုဆုပ်သွားလို့ရှိရင်သူကဘာဖြစ်သွားမလဲဆို D ဖြစ်သွားမယ်ဒီလိုပေါ့နော်ဒီနောက်ကိုဆုပ်သွားပြီဆိုလို့ရှိရင်သူက E ဖြစ်သွားမယ်ပေါ့အဲ့လိုပဲအောက်ကိုဆင်းပြီဆိုလို့ရှိရင်လည်းဒီမှာကဘာလဲဆိုလို့ရှိရင်46ဆိုတဲ့ row ဆိုအောက်ကိုဆင်းသွားလို့ရှိရင်သူကဘာဖြစ်သွားလဲဆို47ဖြစ်သွားတယ်ဒီအောက်ကိုဆင်းသွားပြီဆိုလို့ရှိရင်48ဖြစ်သွားတယ်အဲ့တော့သူ့ရဲ့သဘောတရားဒီကျမတို့က lot data မခတ်ထားဘူးဆိုလို့ရှိရင်သူကနောက်ကိုဆုပ်သွားပြီဒီ formula လေးကိုဒီလိုဆွဲသွားပြီဆိုရင်သူက column တွေပြောင်းသွားရပေါ့နော်ဒါ column တွေဖြစ်တဲ့အတွက်ဒီမှာ46 D ပေါ့နော်ဒီကောင်ဆိုလို့ရှိရင် E ပေါ့နော်46ကတော့သူ row ပေါ်မှာဖြစ်တဲ့အတွက် row ကတော့မချင်းဘူးဒါပေမဲ့ column တွေချင်းသွားတယ်အဲ့လိုပဲ column ကိုအောက်ကိုဆွဲမယ်ဆို column ကမချင်းဘူးသူက row တွေကတော့ချင်းသွားတယ်ပေါ့နော်column ကတော့ B column ကတော့ B column ပဲပေါ့နော်အဲ့လိုသဘောတရားလေးရှိတယ်အဲ့တော့ကျမတို့က
အဲ့လိုမဟုတ်ဘဲနဲ့ကျမကဒီအကွက်ကလေးကိုပဲပေါ့နော်ညီမျှခြင်း D1 အဲ့ဒီ D1 ကလေးကိုပဲကျမဒီအကွက်ကလေးကိုပဲလိုချင်တယ်ဆိုရင်ကျမတို့က B အခုကျမထောက်ထားတဲ့ဒီကွက်လေးသည် B46 ဖြစ်တဲ့အတွက် B ရော46ကိုကျမလော့ခတ်ထားလိုက်မယ်ဆိုရင်လော့ခတ်တယ်ဆိုတာကျမတို့ကဒေါ်လာဆိုင်းလေးနဲ့ခတ်တာအဲ့ဒါကိုအလွယ်တကူဒေါ်လာဆိုင်းလေးနဲ့ဒီလိုမျိုးလေးဒီရှေ့လေးမှာဒေါ်လာဆိုင်းလေးနဲ့ကော်လန်ကိုလည်းလော့ခတ်မယ် row ကိုလည်းလော့ခတ်မယ်ဒီလိုခတ်လဲရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကျမတို့ဘာလုပ်လို့ရလဲဆိုရင်ဒီကောင်လေးကို F4 key လေးနှိပ်လို့ရ F4 တစ်ချက်နှိပ်လို့ရှိရင်သူကနှစ်ခုစလုံးကိုလော့ခတ်ပေးတယ်နောက်တစ်ချက်နှိပ်လို့ရှိရင်သူက B ရှေ့မှာပျောက်သွားတယ် C ပဲကျန်တယ်နောက်တစ်ချက်နှိပ်လို့ရှိရင်သူက46မှာပျောက်သွားပြီးတော့ B column ပဲကျန်တယ်နောက်တစ်ချက်နှိပ်လို့ရှိရင်သူ့ရဲ့ original အတိုင်း lot ပြီးသွားတယ်ပေါ့နော်အဲ့တော့ကျမတို့ကအခုကျမကဘာလုပ်ချင်တာလဲဆိုတော့ B ရော40ဆိုတော့ကျမဒီ equal ကလေးကိုပဲ lot ခတ်ချင်တာဆိုတော့ B40 B ရော B ဆိုတဲ့ column ရော46ဆိုတဲ့ row ကကျမ lock ခတ်ချင်တာဖြစ်တဲ့အတွက် F4 key လေးနှိပ်လိုက်မယ်။ Okay အဲ့ဒါဆိုရင်ကျမဒီနေရာမှာနောက်ကိုပဲဆွဲအောက်ကိုပဲဆွဲသူကဘာကိုပဲသွားကတ်နေလဲဆိုရင် B ရော40ဆိုရောဒီအကွက်ကိုပဲလာပြီးတော့ကတ်တယ်ပေါ့နော်။အဲ့ဒါဘာလုပ်ထားတာလဲဆိုတော့ကျမ lock ခတ်ထားတာကို B ရော40ဆိုကျမဒီကွက်ကလေးပဲလိုချင်တာဖြစ်တဲ့အတွက်အကုန်လုံးကဒီကွက်တွေပဲသူကယူလိုက်တာပေါ့နော်။အဲ့တော့ဒါဘာလဲဆိုရင် row ရော column ရော lock ခတ်လိုက်တဲ့သဘောပေါ့နော်။အကယ်လို့ကျမကဒီနေရာမှာကျမက B ဆိုတဲ့ column ကိုပဲlock ခတ်မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲဆိုရင် B ဆိုတဲ့ column ကို lock ခတ်မယ်ဆိုရင်တော့သူက B ပဲเนาะ B ကတော့မပြောင်းဘူးသူက row ကလည်းဒီပေါ်မှာဖြစ်တဲ့အတွက် row ကတော့ row ဆွဲလို့ရှိရင်တော့အဲ့ row အတွင်းrow 46ကိုကျမဆွဲသွားရင်တော့ row က46က46ပဲပြမှာပေါ့နော်ဒါပေမဲ့အောက်ကိုဆွဲသွားလို့ရှိရင်တော့သူကဘာဖြစ်သွားလဲဆိုတော့46က B ကို lock ခတ်ထားတာဖြစ်တဲ့အတွက်နောက်က row ကို lock မခတ်ထားတော့အောက်ကိုဆွဲသွားရင်47ဖြစ်သွားတယ်အောက်ကိုဆင်းသွားရင်48ဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒါကဘာကိုခတ်ထားတာလဲဆိုရင် row ကို column ကိုခတ်ထားတာပေါ့နော်အဲ့တော့ကျမက row ကိုခတ်ကြည့်မယ် row ခတ်ကြည့်မယ်ဆိုလို့ရှိရင် row ခတ်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ row ပေါ်မှာတော့သူက46က46ပဲသူ့ဘာသူခတ်မပြောင်းလဲဘူးပေါ့နော်ဒါပေမဲ့အောက်ကိုဆင်းပြီဆိုရင်တော့သူက row 46ကိုပဲသူကယူတယ်အောက်ကိုဆင်းသွားပြီဆိုတော့47မပြောင်းတော့ဘူးပေါ့နော်အဲ့ဒီသဘောတရားလေးအတိုင်းပဲအဲ့တော့ကျမတို့ကဒီမှာကျမတို့လုပ်ကြည့်မယ်ပေါ့နော်အဲ့တော့ကျမကဒီမှာဒီ1နဲ့ကျမဒီ1နဲ့မြှောက်မယ်ပေါ့နော်မြှောက်မယ်ဆိုတော့ကျမတို့ B34 လေးကိုကျမစဉ်းစားမယ်အဲ့တော့ V34 လေးဒီเนาะဒီ V34 လေးဒီနောက်ကိုဆွဲသွားရင်တော့ तू က34ဆိုတဲ့ row ကတော့မပြောင်းဘူးဖြစ်တဲ့အတွက်ကျမကအဲ့ဒီ34ကိုrow ကတော့မပြောင်းဒါပေမဲ့ကျမဒီနေရာလေးမှာဆိုရင်2ဆိုရင်လည်းကျမက B34 နဲ့ပဲမြောက်ရမယ်ဒီနေရာမှာဒီအကွက်ကလေးမှာဆိုရင်လည်း B34 နဲ့ D3 လေးနဲ့မြောက်မယ်ဒီနေရာမှာဆိုလည်း B34 နဲ့ D4 နဲ့မြောက်မှာဖြစ်တဲ့အတွက် B ရော34ကိုကျမက lock ခတ်လိုက်တယ်ဒါပေမဲ့အဲ့ B34 လေးကိုဒီအောက်ကိုကျမဆွဲမဲ့အခါကျတော့ဒီ formula လေးကိုကျမအောက်ကိုဆွဲမှာပေါ့နော်နောက်ကိုလည်းဆွဲမယ်အောက်ကိုလည်းဆွဲမယ်ဆိုအောက်ကိုဆွဲတဲ့အခါကျရင်ကျမတို့ကဒီနေရာမှာရှိတဲ့ဟာကျတော့သူကဘယ်လောက်ဖြစ်သွားလဲဆို B35 ဖြစ်သွားတယ် B35 နဲ့1နဲ့ဒီနေရာမှာဆိုရင် B36 နဲ့1နဲ့ဒီနေရာမှာဆိုရင် B37 နဲ့1နဲ့ဆိုတော့34လေးကချိန်သွားတယ်ဒါဆိုရင်ကျမတို့ကဒီ34ရဲ့ရှေ့မှာ lock ခတ်လို့မရတော့ B ကတော့ lock ခတ်လို့ရတယ်ပေါ့နော်ဒီလိုပုံစံလေးဖြစ်သွားမယ်ဟုတ်ပြီနော်အဲ့တော့ဒါဆိုလို့ရှိရင်စောစောတုန်းကကျမတို့ဒီ C လေးကိုစဉ်းစားမယ် C ဆိုတဲ့ဒီအကွက်ကလေးဒီအကွက်ကလေးကအောက်ကိုဆင်းသွားရင်တော့ तू က C ပဲဒါပေမဲ့အောက်ကိုဆင်းသွားရင်တော့ C ဖြစ်ပေမဲ့ဒီနောက်ကိုဆွဲသွားရင်တော့ तू ကဘာနဲ့မြောက်ပေးရမလဲဆိုရင် D33 နဲ့မြောက်ပေးရမယ်ဒီနေရာဆိုရင် E33 နဲ့မြောက်ရမယ်ဒီနေရာဆိုရင် F33ဆိုတော့ဒါဆိုလို့ရှိရင်33ဆိုတဲ့ row လေးကတော့ fix ဖြစ်ပြီးတော့ column က fix မဖြစ်တော့ဘူးပေါ့နော်ဒီလိုပုံစံမျိုးလေးဖြစ်မယ်အဲ့ဒါလေးကိုကျမကဒီလိုလေးဆွဲလိုက်မယ်ပြီးရင်ဒီအောက်ကိုဆင်းလိုက်မယ်နော်ဆင်းလိုက်မယ်အဲ့ဒါဆိုရင်ဒီမှာကြည့်လိုက်မယ် double click နှိပ်ကြည့်လိုက်4နဲ့3နဲ့ဆိုတာသူမှန်သွားပြီပေါ့နော်ဒီနေရာလေးဆိုလဲ5နဲ့4နဲ့မှန်သွားပြီဒီနေရာဆိုလဲ8နဲ့9နဲ့မှန်သွားပြီအဲ့တော့အဲ့ဒါဒီဘာကိုလောက်ထားတာလဲဆိုရင်ကျမတို့ကဒီနေရာလေးမှာ formula လေးတစ်ခုတည်းကိုကျမတို့ကသုံးပြီးတော့ဒီ row လေးတွေ column လေးတွေကို lock ခတ်ပြီးတော့เนาะဒါကိုဆွဲယူသွားတဲ့သဘောပဲပေါ့နော်အဲ့တော့ဒါဆိုရင်ကျမတစ်ချက်ပြန်ပြီးတော့ပြောမယ်เนาะပေါင်းခြင်းပေါ့နော်ဒီကောင်အပေါင်းဒီကောင်ပေါ့နော်ဒီကောင်ပေါင်းဒီကောင်ဆိုလို့ရှိရင်ကျမထားပါတော့ဒီကောင်နဲ့ဒီကောင်နဲ့ပေါင်းလိုက်မယ်နော်ကျမက C33 ကိုစဉ်းစားမယ်အဲ့တော့ C33 ကိုစဉ်းစားမယ်ဆိုရင် C33 လေးဒီအောက်ကိုဆင်းသွားမယ်ဆိုရင်ဒီနေရာမှာဆိုလို့ရှိရင်အဲ့ C33 နဲ့ပဲပေါင်းရမှာပဲဒီနေရာမှာဆိုရင်လည်း C33 နဲ့ပေါင်းမှာဒီနေရာဆိုရင်လည်း C33 နဲ့ D4 လေးနဲ့ဒီနေရာမှာဆိုရင်လည်း C33 နဲ့ D5 နဲ့ဆိုတော့ C33 လေးက fix ဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုကျမအောက်ကိုဆင်းရုံနဲ့မကနောက်ကိုလည်းဆွဲမှာဖြစ်တဲ့အတွက်ဒီနေရာဆိုလို့ရှိရင်တော့သူကဘာနဲ့ပေါင်းရမလဲဆိုရင်
D33 နဲ့ D1 နဲ့ဒီနေရာဆို E33 နဲ့ D1 နဲ့ပေါ့နော်ဒါဆိုရင်33လေးကတော့ fix ဖြစ်ပြီးတော့ C က DEF ပြောင်းသွားမှာဖြစ်တဲ့အတွက် C ရှေ့မှာ lock ဖြုတ်မယ်ပေါ့နော်33မှာပဲ lock ရှိမယ် B33 လေး B34 ကိုစဉ်းစားမယ်ဆိုရင်ဒီနောက်ကိုဆွဲမယ်ဆိုရင်ကျမတို့က B34 နဲ့2နဲ့ပေါင်းမယ်ဒီနေရာမှာဆိုရင်လည်း B34 နဲ့3နဲ့ပေါင်းမယ်ဒီနေရာမှာဆိုလည်း B34 နဲ့4နဲ့ပေါင်းမယ်ဆိုရင် B34 လေးက fix ဖြစ်တယ်ဒါပေမဲ့အောက်ကိုဆင်းသွားတဲ့အခါကျတော့ဒီနေရာကျတော့သူကဒီနေရာမှာဆိုလို့ရှိရင်တော့သူကဘာလဲဆိုရင် B34 မဟုတ်တော့ B35 ဖြစ်သွားပြီဒီနေရာမှာဆိုရင် B36 ဒီနေရာမှာဆိုရင် B37 ဆိုတော့ B လေးကပဲ fix ဖြစ်ပြီးတော့34လေးက fix မဖြစ်တော့ဘူးဒီလိုမျိုးလေးပေါ့နော်ဒါလေးကိုကျွန်မအကုန်လုံးဆွဲချလိုက်မယ်နော်ဆွဲချပေါင်းကြည့်မယ်ပေါ့နော်ဒါဆိုကျွန်မနည်းနည်း log တစ်ခုကြံခဲ့တယ်ပေါ့နော် okay နော် log တစ်ခုကြံခဲ့တယ်အဲ့ဒါဘာလဲဆိုတော့ဒီမှာကျွန်တော်တို့ကဒီC33 ကိုစဉ်းစားမယ်နော် C33 ကိုစဉ်းစားမယ်ဆိုရင် C33 ဆိုတော့ကျွန်မပါယူလိုက်တာC33 နော်C33 လေးကဒီနောက်ကိုဆွဲလို့ရှိရင် D33 E33 F33 ဆိုတော့33ကို lock ခတ်မယ်ဒီကောင်လေးကကြတော့ဒီကောင်လေးကျွန်မမှာပါဒီကောင်လေးကကြတော့ B34 လေးကပုံမှန်ကျွန်တော်တို့ဒီပုံစံလေးရှိနေတယ်အဲ့တော့ B34 ဆိုတာဒါလေးပေါ့ဒါလေးကနောက်ကိုဆွဲသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီနေရာမှာလဲ B34 ဒီနေရာမှာလဲ B34 ဆိုတော့ B34 က lock ဖြစ်မယ်အောက်ကိုဆင်းမယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာကြတော့ B35 B36 B37 ဆိုတော့ကျွန်မက B ကိုပဲ lock ခတ်ပြီးတော့နော်ကျွန်မခုန34ကို lock ခတ်မိလိုက်တာ B ကိုပဲ lock ခတ်ပြီးတော့34လေးက35 36 37ဆိုတော့ဒါပြောင်းသွားမယ်ဆိုတော့ B တစ်ခုပဲ lock ဖြစ်မယ်ပေါ့နော်ခုန F4 key နှိပ်တာမှားသွားလို့ဟုတ်ပြီနော်ဒီလိုလေးဖြစ်မယ်အဲ့ဆိုပေါင်းကြည့်လိုက်မယ်ဒီမှာ4နဲ့5နဲ့ပေါ့နော်ဒီနေရာလေးမှာ9နဲ့9နဲ့ပေါ့နော်โอเคဒါဆို log ရဲ့သဘောတရားနားလည်မယ်နော်အဲ့ဆိုရင်ကျမတို့ဒီနေရာမှာတစ်ချက်သွားမယ်အရင်ဆုံးကျမက ANDN เนาะ control A အဲ့ logical ကကြတော့ဒီကောင်လေးတည်เนาะဒီကောင်လေးကိုကျမရွေးလိုက်မယ်ရွေးပြီးတော့အဲ့ဒီဟာကိုလည်းကျမနောက်ကိုလည်းဆွဲမယ်အောက်ကိုလည်းဆွဲမှာဖြစ်တဲ့အတွက်နောက်ကိုဆွဲမယ်ဆိုလို့ရှိရင်တော့ तू ကဘာလဲဆိုလို့ရှိရင်D4 လေးပဲပေါ့နော် D4 လေးပေါ့နော်ဒီနေရာဆိုလဲကျွန်တော်တို့ကD4 ပဲမှာပေါ့ဒီနေရာမှာဆိုလို့ရှိရင် practical USD ဆိုတာလဲဒီနေရာမှာပြောင်းသွားမယ် practical USD ဆိုရင်ဒီထဲဝင်ခိုင်းမှာဆိုတော့ D4 ပဲပေါ့နော်ဒါပေမဲ့အောက်ကိုဆင်းပြီဆိုရင်တော့သူ့ row ကပြောင်းသွားမှာပေါ့ဒီဒုတိယဖြစ်တဲ့ဒီ file ကလေးမှာပေါ်လာတဲ့ PTY လားเนาะ PTY USD လား PTY MMK လား AY MMK လားစသဖြင့်ပေါ့နော်အဲ့ဒါကိုသူကချိန်သွားမှာဖြစ်တဲ့အတွက်ဒီအောက်ကိုဆင်းပြီဆိုရင်တော့ D4 လေးက D5 ဖြစ်သွားမယ်ဆိုတော့4ရဲ့ရှေ့မှာ lock sign မရှိတော့ဘူးပေါ့နော်ဒီလိုလေးဖြစ်မယ်အဲ့ဒါလေးဒီညီမျှချင်းဘာနဲ့တူရမလဲဆိုရင်ဒီကောင်နဲ့တူရမယ်ဒီကောင်နဲ့တူရမယ်ဆိုတော့ဒီကောင်လည်းအဲ့တိုင်းပဲဒီအကွက်မှာကဒါကျမတို့ကဒီ PTY MMK နဲ့တူရမှာဒီနေရာကြလို့ရှိရင် PTY USD နဲ့တူရမှာဆိုတော့ဒီမှာက H2 ဆိုပေမဲ့ဒီနေရာကြသူက L2 ဖြစ်သွားမှာဆိုတော့ကျမတို့ကဘာကိုပဲ lock ခတ်ရမလဲဆိုရင် H2 L2 ဆိုတော့2လေးကတော့ဘုံဖြစ်နေတယ်ဒါကြောင့်မလို့2လေးကိုပဲ lock ခတ်မယ်เนาะဒီလိုမျိုးလေးပေါ့အဲ့တော့ဒုတိယ logical ကြတော့ဒီအကွက်ကလေးเนาะဒီအကွက်ကလေးအဲ့ဒီအကွက်ကလေးကိုကျမတို့အမြဲယူမှာပေါ့နော်အမောင်းကကျမတို့ဒီအထိလေးပဲရိုက်မှာကျန်တဲ့ဟာကိုကျမတို့ formula သွားပြီးတော့ဝင်ခိုင်းမှာဆိုတော့ဒီအကွက်ကလေးပေါ့အဲ့ဒီအကွက်ကလေးမှာရှိတဲ့ DF4 လေးရလဲเนาะ DF4 လေးရလဲဒီအကွက်ဆိုလို့ရှိရင်လည်း DF4 ကိုပဲကျမတို့ကကြည့်ရမှာပေါ့နော်ဒီနေရာဆိုလဲ F4 ကိုပဲကြည့်ရမှာဆိုတော့ဒီအကွက်ကလေးဒီ F4 ဆိုတဲ့ဟာလေးဒီနောက်ကိုဆွဲမယ်ဆိုလို့ရှိရင်တော့ DF4 ပဲเนาะ DF4 ပဲဒါပေမဲ့အောက်ကိုဆင်းမယ်ဆိုရင်တော့ဒီနေရာမှာရှိတဲ့ F5 ကလေးရဲ့ကဏ္ဍလေးနဲ့ဆိုင်သွားပြီပေါ့နော် row ကြတော့ तू ကအောက်က row တွေကိုယူမှာဆိုတော့ဒါဆိုလို့ရှိရင် F4 F5 F6 ဆိုတော့4ရဲ့ရှေ့မှာ lock ပြည်သွားမယ်ပေါ့နော်အဲ့တော့ဒါဆိုရင် F4 လေးဒီเนาะ F4 လေးဒီဘာလဲဆိုရင် greater than 0 မှာဒီ in မှာဝင်လို့ရမှာလေเนาะဒါဆိုရင်ကျမတို့ကဒီမှာဒီ package MMK ဖြစ်ရမယ်ပြီးလို့ရှိရင်ဒီနေရာလေးဒီ greater than 0ဖြစ်မယ်ဆိုရင်ဒီ in လေးမှာထည့်ပေးပါလို့ပြောမှာပေါ့เนาะဒါပေမဲ့ဒီမှာ and sign ခံထားတာဖြစ်တဲ့အတွက် true false ပဲယာယူပေါ်အောင်မယ်အဲ့တော့အဲ့ true false လေးကိုကျမတို့က
ကျမတို့လိုချင်တာ true false မဟုတ်ကျမတို့လိုချင်တာဒီကဏ္ဍဆိုတော့ဒီကောင်လေးကိုကျမဘာလုပ်မလဲဆိုရင် cut လုပ်လိုက်မယ် cut လုပ်ပြီးတော့ if နဲ့အုပ်မယ်ပေါ့နော် if control a ကျမခုနယူထားတဲ့ formula လေးဒါမှန်မယ်ဆိုရင် if true ဆိုရင်ကျမတို့ကဒီနေရာလေးမှာဒါလေးကိုလိုချင်တာပေါ့နော်ဒါလေးကိုလိုချင်တယ်အဲ့တော့ကျမကအဲ့ဒါလေးကိုကျမ1နဲ့မြှောက်လိုက်မယ်ပေါ့နော်မြှောက်လေရမမြှောက်လေရနော်ဒါလေးကိုလိုချင်တယ် if for ဆိုရင်တော့ဒီနေရာမှာကျမ0လိုချင်တာပေါ့နော်ဘာလို့လဲဆိုတော့ကဏ္ဍဆိုတော့ကျမ0ပဲဖော်ပြလိုက်မယ် okay ဒါဆိုရင်ဒီကောင်လေးကတစ်ခုပေါ့နော်အဲ့တော့ဒီနေရာလေးကျတော့ကျမခုနလိုပဲ and control a เนาะပထမ logical ဒီကောင်အဲ့တော့ကျမ logical ဒီကောင်ဆိုတော့ဒီကောင်လေးကိုမစင်စားခင် logical အဲ့ဒါလေးဒီဘာနဲ့ညီရမလဲဆိုဒီကောင်နဲ့ညီရမယ်ဒုတိယ logical ဒီကောင်လေးဒီသူကြတော့ဘာဖြစ်သွားမလဲဆိုရင် less than 0ကျမတို့က out ဆိုတဲ့နေရာမှာဒီနေရာမှာ minus နဲ့ဖော်ပြမှာပေါ့နော်ဝင်ရင် plus နဲ့ထွက်ရင် minus ဆိုတော့ကျမက less than 0ဖြစ်မယ်ဆိုရင်လို့ပြောလိုက်မယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကျမကဒီ D4 လေးကိုကျမစဉ်းစားတော့မယ်နော် D4 လေးကိုစဉ်းစားမယ်ဒီ D4 လေးဒီ D4 လေးဒီနောက်ကိုဆွဲသွားရင်ကျမတို့က D4 ပဲနောက်ကိုဆွဲသွားရင် D4 ပဲဒါပေမဲ့အောက်ကိုဆင်းရင်တော့ D5 ဖြစ်မှာဆိုတော့ဒီနေရာမှာ D ပဲ fix ပေါ့နော် I2 ဆိုလို့ရှိရင်ဒီနေရာမှာ I2 ဆိုလို့ရှိရင်နောက်ကိုအောက်ကိုဆင်းသွားရင်တော့ तू က I2 ပဲဒါပေမဲ့နောက်ကိုဆုတ်သွားရင်ဒီနေရာမှာဆို M2 ဖြစ်သွားမှာဖြစ်တဲ့အတွက် तू က column တွေကပြောင်းသွားမယ်ဒါကြောင့်2က fix ပဲပေါ့နော်နောက်တစ်ခါ F4 လေးကိုစဉ်းစားမယ်ဒီ F4 လေးအဲ့ဒီ F4 လေးကနောက်ကိုဆွဲသွားရင် F4 ဖြစ်တယ်ဆိုပေမဲ့နောက်ကိုဆွဲသွားရင် F4 ဖြစ်တယ်ဆိုပေမဲ့အောက်ကိုဆင်းရင်တော့သူ့ရဲ့ row မှာရှိတဲ့ number အမောက်ပေါ်ကျင်တာဖြစ်တဲ့အတွက် F5 ပေါ့နော်ဒါဆိုရင် तू က F4 ကိုပဲ fix လုပ်မယ်ပေါ့နော် okay အဲ့လိုမျိုးလေးသွားမယ်ပေါ့နော်အဲ့လိုမျိုးသွားမယ်သွားပြီးတော့ကျမတို့ကဒီနေရာမှာ false လိုချင်တာမဟုတ်ဘူးကျမကဘာလိုချင်တာလဲဆိုရင်ကဏ္ဍလိုချင်တာ if နဲ့အုပ်မယ် if control a logical ကျမတို့ပြောထားတဲ့ logical if true ဒါဆိုရင်ကျမကဒီမှာရှိတဲ့ကဏ္ဍကိုပေါ့နော်ဒီမှာကျမတို့ true ဖြစ်နေဒီနေရာမှာ minus နဲ့ပေါ်မှာကျမက minus နဲ့ပေါ်ချင်တာမဟုတ်ဘူးဒီကဏ္ဍကိုကျမဘာယူမလဲဆိုလို့ရှိရင်အမြောက်ဘာလဲဆိုလို့ရှိရင် minus နဲ့ပြန်မြှောက်လိုက်မယ်ဒါမှသာကျမဒီနေရာမှာ plus ပေါ်မှာဟုတ်ဒီနေရာမှာ minus တို့တော့ပေါ်ပြတယ်ကျမဒီအကွက်မှာ minus လို့ပြောလို့မရတော့ကျမကဏ္ဍတစ်လုံးချင်းစီလိုချင်တာလीเนาะ in out လို့ထားတာမို့လို့လေအဲ့တော့ in out ဆိုတော့ကျမဒီနေရာမှာ plus နဲ့လိုချင်တာပေါ့နော်ဒါကြောင့်မို့လို့ဒီကဏ္ဍဒီ minus ဖြစ်နေလို့ရှိရင် minus 1နဲ့မြှောက်လိုက်ရင်ဒီနေရာမှာ plus ပေါ်မယ်ပေါ့နော် if for ဆိုရင်တော့ကျမ0လို့ပြောမယ်ပေါ့နော်အဲ့တော့ဒါဆိုရင်ကျမဒီနေရာလေးမှာ F4 လေးတော့စဉ်းစားရမယ်ဒီ F4 လေးဒီနောက်ကိုဆွဲသွားရင်တော့ F4 ပဲအောက်ကိုဆင်းပြီဆိုရင်တော့ F5 F6 F7 ဆိုတော့ F ရဲ့ရှေ့မှာပဲဘာထားမလဲဆိုရင် lock ထားမယ်ပေါ့နော်ဒီလိုလေးပေါ်မယ်ပေါ့နော်အဲ့တော့ကျမဒီနေရာမှာ minus လို့နှိပ်ကြည့်လိုက်မယ်။ဟောဒါဆိုရင် minus လို့ပြောကြည့်ရင် तू အောက်မှာပဲပေါ်ပြီး in မှာမပေါ်တော့ဘူးပေါ့နော်။အဲ့တော့ဒီ balance ကြတော့ဒီကောင်လေးကနေပြီးတော့ဒီကောင်နှုတ်လိုက်မယ်။ Okay ဒီလိုမျိုးလေးရပါမယ်ပေါ့နော်။အဲ့တော့ရသွားတော့ဒါလေးဒီကျမတို့ဘာလဲဆိုလို့ရှိရင်အဲ့တော့ဒီကောင်လေးကိုကျမဘယ်လိုလုပ်ထားမလဲဆိုရင် number format ကလေးကျမယူလိုက်မယ်ပေါ့နော်ဒီကောင်လေးကိုလည်းကျမဒီကောင်လေးကိုတော့ကျမကformat cell ထဲမှာရှိတယ် number ကလေးကိုကျမရွေးလိုက်မယ်ဒီမှာ decimal 0နဲ့အနီရောင်ပေါ့နော် minus sign ကိုကျမရွေးလိုက်မယ်ဒီလိုလေးပေါ့နော်အဲ့တော့ဒါမှာကျမကဥပမာပေါ့ကျမတစ်ခုလေးတွင်းကြည့်မယ်ပေါ့နော်ဥပမာဒီကောင်ကျမက350အထောက်တော့300 3000ဖြစ်နေနော်3000ကျမတွင်းကြည့်မယ်ဒါဆိုရင်3000ဒီမှာပေါ်နေပေါ့နော်အဲ့တော့ဒါဆိုရင်ကျမဒီဘက်ကလေးကိုတစ်ချက်သွားကြည့်မယ်ပေါ့နော်သွားကြည့်တော့ဒီနေရာလေးမှာပေါ့နော်ဒီကောင်လေးကိုကျမက copy ယူလိုက်မယ်ဒီမှာထည့်လိုက်မယ်နော် okay ထည့်လိုက်ပြီဆိုတော့ကျမဒီနေရာလေးမှာကျမက50လို့ကျမရိုက်လိုက်မယ်ပြီးရင်ဒီနေရာလေးမှာ USD လို့ရိုက်လိုက်မယ်နော် USD ရိုက်လိုက်မယ်ဆိုတော့ဒီမှာ50ဆိုတကယ်တော့ဒီနေရာမှာ USD မှာပေါ်ရမှာပေါ့နော်petty cash USD အင်းမှာပေါ်ရမှာအဲ့တော့ဘာဖြစ်လို့မပေါ်တာလဲဆိုကျမဒီနေရာမှာ fix ကလေးတစ်ခုကြံခဲ့တယ်ပေါ့နော်ဒီကောင်လေးနော်ဒီကောင်လေးက तू က F4 လေးဆိုတော့ F4 လေးဒီကောင်လေးကိုကျမကဘာလုပ်ပြရမလဲဆိုရင်နောက်ကိုဆွဲရင်တော့ तू က F4 ပဲအောက်ကိုဆင်းလို့ရှိရင်တော့ F5 ဖြစ်တဲ့အတွက် F ကိုတော့ကျမ lock ခတ်ပေးရမယ်ပေါ့နော်ဒါလေးတစ်ခုကြံခဲ့တယ်ပေါ့နော် okay အဲ့တော့ကျမဒီကောင်လေး delete လိုက်မယ်နော်
ဒီကောင်လေးဆွဲကြည့်မယ်ပေါ့နော်ခါကြလဲအဲ့လိုပဲကျမတို့ကဒါလေးကိုလှုပ်ကြည့်ပေးရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူက USD ဆိုပေါ်သွားပြီပေါ့နော် minus ပေါ်ကြည့်လိုက် minus မှာပေါ်တယ်ပေါ့ okay ဒါဆိုရင်ကျမတို့က different လေးရပြီပေါ့နော် different လေးရပြီဆိုတော့ကျမက different လေးကိုကျမဘယ်လိုလုပ်မလဲဆိုရင်ဒီကောင်လေးကိုကျမဟိုဘက်ကိုဆက်သွားလိုက်မယ်ပေါ့နော် control C ပြီးရင်ဒီကောင်လေးပေါ့နော်အဲ့တော့ကျမဒီကောင်လေးကို၄ခုဆိုတော့ကျမတို့က၈ခုလားမသိဘူးเนาะ okay အဲ့တော့အဲ့ဒီမှာကျမကဒီမှာဒီကောင်လေးကိုကျမ copy ယူလိုက်မယ်เนาะ copy ယူပြီးတော့ဒီနေရာမှာ paste special ကိုကျမဟိုဟာလေးလုပ်လိုက်မယ်မလုပ်လည်းရပါเนาะဒီမှာ petty cash mmk ပြီးပြီ USD ပြီးသွားပြီ AYMMK ထပ်ထည့်လိုက်မယ်ပေါ့နော်ဒီနေရာလေးမှာကျမ AYMMK ထပ်ထည့်မယ်เนาะဒီနေရာမှာ AYMMK ပြီးတော့နောက်မှာက AYUSD ထပ်ထည့်မယ်နောက်တစ်ခုက KBZ မြန်မာကျပ်ထပ်ထည့်မယ် KBZ မြန်မာကျပ်ထပ်ထည့်ပြီးတော့ KBZ USD ထည့်မယ်ကတ်လုပ်ပြီးထည့်လိုက်နော် KBZ မြန်မာကျပ်ပြီးတော့ KBZ USD ဘာဖြစ်လို့ Control Z copy လုပ်ပြီးထည့်တော့ပို့ပါနော် KBZ USD KBZ မြန်မာကျပ် KBZ USD နောက်တစ်ခုက CBB MMK ပါနော် KBZ USD CBB MMK နောက်တစ်ခုက CBB USD CBB USD UAB MMK ကျွန်တော်ကနှစ်ခုကျန်တယ်ဒီကောင်လေးပြီးသွားပြီကတ်နော်ဒီဘက်ကိုတွဲလာမယ်နော်နောက်ဒီကောင် copy လိုက်မယ်တစ်ချောင်းကြော်မယ်ပေါ့နော်ဒီကောင် UAB MMK နောက်ပြီး UAB USD ပေါ့နော်ဒီလိုမျိုးလေးသွားမယ်နော်ဒီလိုမျိုးလေးသွားမယ်အဲ့တော့ဒါလေးပေါ့နော်အဲ့တော့ဒီမှာကျမတို့ကဒီကောင်လေးကိုပေါ့နော်အခုဒီမှာဒါအကုန်လုံးကိုကျမယူလိုက်ပြီဆိုတော့ကျမဒီနေရာမှာ currency လေးတစ်ခုပြောင်းကြည့်မယ်ပေါ့နော် KBZ မြန်မာကျပ် KBZ မြန်မာကျပ်အောက်ပေါ့နော်ဒါဆိုရင် KBZ မြန်မာကျပ်အောက်မှာသူကဒီမှာတန်းပေါ်တယ်ပေါ့နော်အဲ့တော့ကျမတို့ CB ဘဏ်ကိုယူကြည့်မယ်ပေါ့နော်UAB MMK မှာကျမ in ဆိုပြီး50ပြောလိုက်မယ်နော် UAB MMK မှာ in ဆိုရင်ဒီမှာ50ပေါ်တယ်ပေါ့နော်အဲ့တော့ဒီနေရာလေးမှာကျမက CB ဘဏ်ကိုယူရမယ်ပေါ့နော် CB ဘဏ်CBMMK ပေါ့နော် CBMMK မှာ plus ဆိုတော့ဒီမှာ CB မှာပေါ်တယ်ပေါ့နော်CB ဆိုတော့ဒီမှာပေါ်တယ်ပေါ့နော်ဒါလေးကျမတို့ရသွားပြီဆိုရင်ဒီ frame လေးရပြီဆိုရင်ကျမတို့ကဒီနေရာမှာဒီကောင်လေးတွေကိုတော့ကျမကမမြင်ချင်တော့လေဘာလေးလှုပ်ထားလို့ရလဲဆိုရင်ကျမတို့ကလာအဖြူလေးနဲ့အုပ်ထားလိုက်လို့ရတယ်ပေါ့နော်ဒီကောင်လေး F4 key လေးနှိပ်လိုက်မယ် F4 key လေးနှိပ်လိုက်မယ်တော့ကနန်းကတော့စားတော့ရှိနေတာပေါ့နော်ဒါပေမဲ့ကျမတစ်ခုပဲလိုချင်တော့ဒါလေးကိုနှိပ်လိုက်မယ်နော်အဲ့တော့ဒါတစ်ခုတည်းဆိုရင်တော့ပိုလှတာပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကျမကဘိုးလောက်လာတယ်ပေါ့နော်ဘိုးလောက်ပြီးတော့ဒီလိုလေးသွားလိုက်မယ်နော် sorry ကာလာပြင်လိုက်တာအကုန်ပါသွားနော်ဟုတ်ပြီနော်ဒီပေါင်စံလေးပဲကျမသွားလိုက်တော့မယ်သွားပြီးတော့ကျမတို့ကဒီ formula တွေကိုပေါ့နော်ဒီအောက်ကိုဆွဲချလိုက်မှာ formula တွေပါသွားခြင်းတယ်ဆိုရင်တော့ကျမတို့က table လုပ်ပေးရမယ် table လုပ်ရင်တော့တခုတော့အားနည်းချက်ရှိရယ် table မှာ तू က title တွေကဒီလိုမျိုးပေါ့နော်အင်းဆိုပြီးတော့တခုတည်းကိုနာမည်တွေထပ်နေလို့မရဘူးပေါ့နော်အဲ့တော့ကျမတို့ကနည်းနည်းလေးခိုးပြင်မယ်ပေါ့နော်အဲ့တော့ကျမဒီမှာဒီဟာလေးကိုကျမ table လုပ်မယ်ပေါ့နော် table လုပ်မယ်ဆိုတော့ဒီအထိပေါ့နော်ဒီအထိလေးကို
insert ရအောင်မှာ table လို့ပြောလိုက်မယ်အဲ့တော့ table ဆိုတော့ my table has header လို့ပြောလိုက်မယ်နော်ဒီပုံစံလေးဖြစ်သွားပြီပေါ့နော်အဲ့တော့အဲ့ဒီမှာအားနည်းချက်ကဘာလဲဆိုတော့ဒီကောင်လေးတွေပေါ့ဒီမှာ in ဆိုဒီမှာ in 3ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ကျွန်မနည်းနည်းလေးပြောင်းရတယ်ပေါ့နော်အဲ့3နေရာမှာကျွန်မ space bar လေးတစ်ချက်ပုံမယ်ဒီကောင်လေးနေရာမှာ space bar လေးတစ်ချက်ပုံမယ်ပေါ့နော်ဒီလိုမျိုးလေးတွေတော့ကျွန်တော်တို့သွားရတယ် balance ဆိုလို့ရှိရင်လည်းဒီနာမည် balance တစ်ခုတည်းမရတော့ပေါ့နော်အဲ့လိုလေးတော့နည်းနည်းလုပ်ပြရတယ်ပေါ့နော်ဒါလေးတွေကတော့နည်းနည်းပြင်ရတယ်နောက်တစ်ခုကကျတော့ဒီကောင်ကြီးကကျွန်မကဒီကောင်ကြီးကိုမလိုချင်ဘူးပေါ့နော်မလိုချင်တော့ကျွန်မဒီကောင်လေးကိုအဖြူနဲ့ကျွန်မအုပ်လိုက်မယ်เนาะအုပ်ပြီးတော့ဒီတကယ်မှာ format cell ထဲမှာကျွန်မကborder ကိုကျွန်မဒါကြီးတွေမြည်တော့ပေါ့နော်အဲ့လိုမျိုးတွားလိုက်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီ format cell ထဲမှာသူ့ရဲ့ဒီကောင်ကိုအဖြူနဲ့ပေါ့နော် line အဖြူနဲ့ကျွန်မလုပ်လိုက်တယ်ပေါ့နော် line အဖြူနဲ့လုပ်ပြီးတော့ရတယ်နော်အဲ့လိုလေးကျွန်မပြင်လိုက်မယ်ပေါ့နော်အဲ့တော့ဒါလေးကိုကျွန်မဒီလိုလေးလုပ်လိုက်မယ်လုပ်ပြီးတော့ဒီကောင်လေးကိုလည်း F4 key လေးစောစောလိုပဲ line အဖြူလေးနဲ့ပေါ့နော်ဒါမှမဟုတ်လို့ရှင်လည်းဒီကောင်လေး format painter လေးယူပြီးတော့ဆွဲချလိုက်လေရတယ်ပေါ့နော်အဲ့တော့ format painter ယူပြီးတော့ဆွဲချလဲရတယ်အဲ့တော့ဒီကောင်လေး double click နှိပ်လိုက်မယ် format painter double click နှိပ်လိုက်ပြီးတော့ဒါလေးသွားမယ်ဒီကောင်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 လေးသွားမယ်အဲဆိုတစ်ခုနဲ့တစ်ခုရဲ့ကြားရမယူချင်တာပါနော်အဲ့ဒါသွားပြီးပြီဆို SK လေးနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျမတို့ column ကိုလည်းဒီလိုမျိုးကျမတို့ကဒီလိုမျိုး column width ကလေးကိုလိုချင်တာဆိုတော့ column width ကိုလည်းကျမ copy လုပ်လိုက်မယ်လုပ်ပြီးဒီနေရာလေးမှာ paste special ဆိုပြီးကျမတို့ဒီလိုပြောလိုက်မယ်ပြောပြီးတော့ဒီနေရာမှာလေး column width ကိုပဲလိုချင်တာလေးရှိတယ်ဒီဟာလေးပေါ့နော်အဲ့လေးနှိပ်ပြီးတော့ okay လို့ပြောလိုက်ဒါသူ့ရဲ့ column width အဲ့ဒါလေးကို F4 key လေးနှိပ်လိုက်ပေါ့နော် F4 key လေးနှိပ်လိုက်ရင်ဒါသူ့ရဲ့ column width အတိုင်းဖြစ်သွားမယ်ပေါ့နော်အဖြူရောင် line လေးမှာဟုတ်ပြီနော်အဲ့လိုလေးသွားမယ်မရှိတော့ဘူးเนาะအဲ့တော့ဒီနေရာလေးမှာကျမတို့ in out ကလေးကိုတော့နည်းနည်းလေးခိုးပြီးတော့အခုဒီမှာ balance ကဒါလေးဆိုရင်ပြီးသွားပြီနောက်တစ်ခုဒီကောင် I7 ဖြစ်နေတဲ့ဥစ္စာလေးကိုကျမတို့က space bar 2ချက်လောက်ပုတ်လိုက်မယ်ပေါ့နော်ဒီကောင်လေးကိုလည်း space bar 2ချက်ပုတ်မယ်ဒီကောင်လေးကိုလည်း space bar 2ချက်ပုတ်မယ်ပေါ့နော်ဒီကောင်လေးကိုကြာတော့ space bar ဒီမှာတစ်ချက်ရှေ့မှာတစ်ချက်ပုတ်လိုက်မယ်နော်ဒီကောင်လေးကိုကြာတော့သူလည်းအဲ့လိုပဲဒီမှာတစ်ချက်ရှေ့မှာတစ်ချက်ပုတ်လိုက်မယ်ဒီကောင်ကိုလည်းဒီမှာနောက်ကိုတစ်ချက်ရှေ့ကိုတစ်ချက်ပုတ်လိုက်မယ်အဲ့ဒါဘာလဲဆိုတော့ကျမတို့မတူဘူးဆိုတာလေးကိုပြောချင်တာပေါ့နော်အဲ့တော့ဒီကောင်လေးဆိုလို့ရှိရင်လည်းဒီမှာနှစ်ချက်ရှေ့မှာတစ်ချက်ပုတ်မယ်ပေါ့နော်နောက်နှစ်ချက်ရှေ့တစ်ချက်ပေါ့နော်ဒီမှာနောက်နှစ်ချက်ရှေ့ကိုတစ်ချက်ပေါ့နော်တစ်ခုနဲ့တစ်ခုနဲ့မတူဘူးဆိုတာလေးပြောချင်တာနောက်နှစ်ချက်ရှေ့ကိုတစ်ချက်ပေါ့နော်ဒီလိုမျိုးလေးပေါ့ဒီကောင်လေးဆိုရင်ရှေ့နှစ်ချက်နောက်နှစ်ချက်ပုံမယ်နော်ဒီကောင်လေးဆိုရင်လည်းရှေ့နှစ်ချက်နောက်နှစ်ချက်ပုံဒီကောင်လေးဆိုလို့ရှိရင်เนาะရှေ့တစ်ချက်ရှေ့တစ်ချက်ရှေ့နှစ်ချက်နောက်တစ်ချက်ပေါ့နော်ရှေ့တစ်ချက်နောက်နှစ်ချက်เนาะမဟုတ်ရှေ့နောက်တစ်ချက်ရှေ့နှစ်ချက်เนาะနောက်တစ်ချက်နားလေသုံးချက်ဖြစ်သွားနောက်တစ်ချက်ရှေ့နှစ်ချက်เนาะနောက်တစ်ချက်ရှေ့နှစ်ချက်ဟုတ်ပြီဘယ်နှခုကြံနေလဲဆိုတော့3ခုကြံနေတယ်3ခုကြံနေတယ်ဆို4ခုကြံနေအဲ့ဒါဆိုရင်ဒီကောင်လေးရှေ့နှစ်ချက်နောက်နှစ်ချက်ဆိုရင်မရသေးဒါဆိုရင်နောက်တစ်ချက်เนาะနောက်3ချက်ပေါ့เนาะနောက်3ချက်ရှေ့တစ်ချက်เนาะနောက်3ချက်ရှေ့တစ်ချက်เนาะဒီကောင်လေးကြတော့နောက်3ချက်ရှေ့3ချက်เนาะဒီကောင်လေးကြတော့လေနောက်3ချက်ရှေ့3ချက်เนาะဒီကောင်လေးကြတော့လေနောက်3ချက်ရှေ့3ချက်เนาะဒီကောင်လေးကြတော့နောက်4ချက်နောက်4ချက်ပေါ့เนาะဒီကောင်လေးကြတော့လေနောက်ကို4ချက်
ဒီကောင်လေးလည်းနောက်ကို4ချက်ပေါ့နော်ဒါဆိုရင်သူကရပါပြီပေါ့နော်ဒါလေး in out balance မှာဒီလိုပုံစံလေးရပါအဲ့တော့ကျမတို့ဒီစမ်းပြီးတော့ကျမတို့ဒါလေးကိုသွင်းကြည့်မယ်ပေါ့နော်အဲ့တော့သူကအောက်ကိုဒီလိုဆွဲချတိုင်းအကုန်ပါသွားပြီပေါ့နော်ဒီကောင် filter တွေလည်းပါတယ်ပေါ့နော်အဓိကဒီနေရာမှာ in ဆိုရင် plus နဲ့ရိုက်ပြီးတော့ out ဆိုရင် minus နဲ့ရိုက်မယ်ပေါ့နော်ဒီလိုပုံစံလေးအဲ့တော့ကျမတို့တစ်ချက်စမ်းကြည့်အောင်ပေါ့နော်အဲ့တော့ဒီနေရာလေးမှာကျမကမြန်မာကျပ်petty cash မြန်မာကျပ်ကိုဒီမှာ9သိန်းဝင်လိုက်မယ်เนาะဟိုမှာအခြားဟာကိုထားပါတော့ USD ပေါ့နော် AY USD မှာဒေါ်လာ900ဝင်လိုက်မယ်ဒါဝင်တယ်ပေါ့နော်နောက်တစ်ခုကကျမတို့ကဟိုပါပေါ့နော် CB မြန်မာကျပ်မှာ3သိန်းဝင်မယ်ပေါ့နော်နောက်တစ်ခုက petty cash မြန်မာကျပ်မှာ minus 5000ထွက်မယ်ဒီမှာ5000ပေါ့နော်အဲ့တော့ကျမဒီမှာမေ့ပါเนาะကျမ balance လေးယူရအောင်မယ် balance လေးယူရအောင်မယ်ဆိုတော့ကျမ balance ကိုယူဖို့မေ့ပါပေါ့နော်အဲ့တော့ဒီကောင်လေးဒီအဲ့ဒါကတော့လွယ်ပါเนาะဒီကောင်လေးကို balance about ဗာလဲဆိုရင် in no ဒါလေးပေါ့နော်အဲ့တော့ဒါလေးပေါ့ခဏလေးဒီကောင်ကျွန်တော်တို့ကကော်ဟွာနဲ့မယူတော့ဘူးဒီမှာ J ဘယ်လောက်လဲဆိုရင် J4 ပေါ့နော်J4 ပေါ့နော် J4 about H4 ပေါ့နော်H5 ပေါ့နော် H5 J4 about H5 no I5 ပေါ့နော်ဒီလိုမျိုးလေးပေါ့နော်ကျွန်မဒါလေးကိုပဲယူလိုက်မယ်နော်J4 ဒီနေရာလေးကဒီဟာလေးတစ်ချက်ဘာလို့လဲဆိုတော့ကျမတို့ကဒီမှာ balance ယူရမှာကျမ balance ယူဖို့မေ့သွားတာ balance ယူဖို့မေ့သွားဆိုဒါကျမ delete လိုက်မယ်နော် delete လိုက်ပြီးတော့ဒီကောင်လေးတစ်ချောင်းကျမဆွဲလိုက်မယ်နော်ဆွဲလိုက်တော့ဒီကောင်ကိုကျမကဘာနဲ့ပေါင်းမှာလဲဆိုတော့ J4 နဲ့ပေါင်းမှာပေါ့နော် J4 အပေါင်းဆိုတော့ဒီလိုလေးပေါ့နော်သူကဒီမှာပေါ့နော်ဒီမှာဘယ်လို value ပေါ်လဲဆိုတော့သူကသူ့ရဲ့သဘောတရားကဒီ table ဒီစောက်ထားတဲ့အခါကျတော့ဒီနေရာမှာဒီဒီနေရာမှာဒီလိုလှုပ်လိုက်ပြီဆိုလို့ရှိရင်ဒီနေရာမှာလဲသူကအဲ့ဒီလိုမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့ဒီနေရာလေးမှာသူကဘာလုပ်ရမလဲဆိုတော့ H4 minus I4 ပဲထားရမှာပေါ့နော်ဒါဆိုလို့ရှိရင်ဒီအကွက်ကလေးမှာ H4 minus I4 ဆိုတော့ G ဟာလေးကိုပြန်ပြီးတော့လှုပ်လိုက်မယ်ပေါ့နော်ဒီလိုမျိုးလေးပေါ့အဲ့တော့ဒီအောက်ကိုကတော့ဒီမှာသူက table ဖြစ်နေတော့ဒီမှာလည်းဒီလိုပဲဖြစ်နေရပေါ့နော်ဖြစ်နေတဲ့အခါကျတော့ဒီနေရာလေးကိုတော့သူကဒီပြန်ပြီးတော့လုပ်မယ်ပေါ့နော်လုပ်မယ်ဆိုတော့အဲ့တော့ကျမတို့ကဒီကောင်ကိုကျမဘာလုပ်မလဲဆိုရင်ဒီကောင်ကိုကျမ table အရင်ဖြုတ်လိုက်မယ်ပေါ့နော် table ကိုပြန်ဖြုတ်လိုက်မယ်အဲ့တော့ဒီကောင်လေးကို select လုပ်တယ်ပြီးလို့ရှိရင်ဒီနေရာမှာ table ပြီးလို့ရှိရင် convert to rate ဆိုတာလေးပြောမယ်ပေါ့နော်ဒါလေးဆိုတော့ table လေးအရင်ဖြုတ်လိုက်တယ်နော်ဖြုတ်ပြီးတဲ့အခါကျတော့ဒီနေရာလေးမှာပေါ့နော်ဒီနေရာလေးကတော့သူကဒီကောင် minus ပေါ့နော်ဒီကောင်လေးကကြတော့ဒီကောင်အပေါင်းဒီကောင်အနှုတ်ဒီကောင်လေးပေါ့နော်အဲ့ဒါဒီလိုမျိုးလေးပေါ့အဲ့ဒါလေးကိုအဲ့ဒီ formula လေးကိုလည်းဒီကောင်လေးတွေလည်းသူကလောက်ထားတာဆိုတော့ဒီကောင်ဒီ formula လေးကိုကျွန်မဒီနေရာမှာတစ်ချက်ချမယ်ပေါ့နော်ဒီ formula လေးတစ်ခါလေးချမယ်နော်ဒီကောင်လေးတွေတော့တစ်ချက်ချပေးရမယ်ပေါ့နော်မှန်တကယ်ကတော့ငကိုကလေးကကျွန်တော်တို့ဒီ formula လေးချိန်ပြီးမှဒီ formula လေးကိုကျွန်တော်မေ့သွားတာပေါ့နော်ဒါလေးချိန်ပြီးမှသွားရင်တော့ပိုကောင်းတယ်ပေါ့နော်ဒါလေးချိန်ပြီးမှကျွန်တော်တို့ table ဆွဲမှာပေါ့နော်ဘာလို့လဲဆိုတော့ table ဆိုလို့ရှိရင်သူကအဲ့ဒီအောက်ဆုံး formula ကိုသူဆွဲသွားမှာပေါ့နော်ဒီကောင်လေးဒီလိုလေးသွားမယ်ပေါ့နော်သွားပြီးတော့ကျွန်မဒီနည်းနည်း check in လိုက်မယ်ပေါ့နော်ဒီကောင်လေးကတော့ဒီကောင်လေးဒီကောင်လေးဆိုမှန်တယ်ပေါ့နော်ဒါလေးဆိုအကုန်တကြမပါသွားမှာဆိုလို့ပေါ့နော်ဒီကောင် okay ဒီကောင်ကြတော့ပေါင်းခြင်းနဲ့ပေါ့နော်အဲ့တော့ကျွန်မတစ်ချက်ဒီနေရာလေးမှာစမ်းကြည့်မယ်ပေါ့နော် USD ဒီမှာ50ပေါ့နော်50ဆိုရင်သူဒီမှာဝင်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်မဒီကောင်လေးကိုတစ်ချက်နော်
စမ်းကြည့်မယ်ပေါ့နော်စမ်းကြည့်မယ်ဆိုတော့ဒီကောင်ကိုပဲကျွန်တော် copy ယူပြီးအောက်ကိုဆွဲချလိုက်မယ်နော်ဆွဲချပြီးတော့ဒီနေရာလေးမှာဟိုထားပါ KBZ မြန်မာကျက်ဆိုဒီကောင် AYA ယူလိုက်မယ်နော် AYMMK သွားပြီးတော့ဒီကောင်မှာ3သိန်းလို့ပြောလိုက်မယ်3သိန်းပေါ့နော်နောက်ကျွန်မဒါလေးကိုပဲ copy ယူလိုက်အောင်ပဲပေါ့နော် copy ယူပြီးမှထည့်မယ် AYMMK ကိုသူက minus နဲ့9000ထည့်လိုက်မယ်နော်ဆိုတော့ဒီမှာ9000ခွဲပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်မဒါလေးက run နဲ့ပေါ့နော်အဲ့တော့ run နဲ့ဆိုတော့ဒါလေးကိုကျွန်မပြန်ပြီးတော့ table ပြန်လုပ်မယ်ပေါ့နော်ဒီကနေပြီးတော့ဒီထိသွားလိုက်မယ်သွားပြီးတော့ဒီထိသွားမယ်သွားပြီးတော့ insert ရဲ့အောက်မှာ table လို့ပြောလိုက်မယ် okay ပေါ့နော်ဒါဆိုလို့ရှိရင်ကျမတို့ရဲ့ဒီ file လေးရပါပြီပေါ့နော်ဒီကောင်လေးကိုတော့ကျမကလုပ်မယ်ပေါ့နော်ဒီကောင်ကို copy လို့ပြောလိုက်ပြီးတော့ဒီနေရာလေးကိုတော့ paste ပဲ share paste ပဲ share ကဒီကောင်လေးကို copy လိုက်မယ်နော် paste ပဲ share ကကျမဘာလဲဆိုတော့ column width လေးကိုကျွန်မပြောလိုက်မယ်ပြီးတော့ဒီကောင်လေးကိုလည်းကျွန်မ column width F4 key လေးနှိပ်လိုက်မယ်နော်မရှိတော့เนาะဒါဒီထိပေါ့เนาะအဲ့တော့ဒါဆိုလို့ရှိရင်ကျမတို့ကဒီနေရာလေးမှာဒီဟွာလေးတွေပြောင်းကြည့်မယ်ပေါ့เนาะပြောင်းကြည့်ပြီးဆိုလို့ရှိရင်ဒီနေရာမှာကျမကAYA ကိုကျမက UAB လို့ပြောင်းကြည့်လိုက်မယ်ဒီကောင်လည်းကျမ UAB လို့ပြောင်းကြည့်လိုက်မယ်ဒါဆိုရင်သူက UAB မှာပေါ်တယ်ပေါ့เนาะUAB မြန်မာကျပ်မှာပေါ့เนาะမြန်မာကျပ်ကလေးမှာပေါ်တယ်ဆိုတော့ okay ဒါဆိုရင်ဒီ formula လေးက run သွားပြီပေါ့နော် run သွားပြီဆိုတော့ဒါကျွန်မ table လေးလည်းလုပ်ပြီးသွားပြီဆိုလို့ရှိရင် table လုပ်ပြီဆိုဒီမှာ table လေးပေါ်တယ်အဲ့ဒီမှာကိုလိုချင်တဲ့ design တွေပြောင်းလို့ရတယ်ပေါ့နော်ကိုဘယ်လို design မျိုးလိုချင်လဲပေါ့နော်ဒီလိုမျိုးတွေလည်းပြောင်းလို့ရတယ်table တွေကတော့အဆင်ပြေတဲ့ပုံစံလေးတွေပြောင်းလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာအပေါ်မှာအစိမ်းပြဘာလို့ဒီကောင်ကအစိမ်းမဖြစ်တယ်လဲဆိုရင်ဒီမှာကျွန်မ color ထည့်ထားလို့ပေါ့နော်ဒီ color ကျွန်မက no လို့ပြောလိုက်ရင်သူစိမ်းဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာအဲ့တော့ဒီနေရာလေးမှာဆိုလို့ရှိရင်သူကဒီဟာလေးကိုပေါ့နော်ကျွန်တော်တို့ကဒီစီးရင်ဆွဲတော့မယ်ဆိုရင်ဒီကောင်လေးဒီနေရာလေးမှာကျွန်တော်တို့ဒီလိုလေးဆွဲချသွားရုံပဲပေါ့နော်သူ့ရဲ့ formula တွေအကုန်ဝင်သွားမယ်เนาะအကုန်လုံးဒီကောင်လေးလည်းအကုန်ဝင်သွားတယ်ပေါ့နော်အဲ့တော့ဒါဆိုရင်ကျွန်မ3ရက်နေ့မှာဥပမာထားပါတော့ကျွန်မက AYA USD မှာကျွန်မကဒေါ်လာ100ဝင်နေထားပါတော့အဲဆိုရင်သူဒီမှာဒေါ်လာ100ပေါ့နော်ဒီလိုပုံစံလေးဖြစ်တယ်အဲဆိုလို့ရှိရင်ကျမတို့ရှေ့က summary လေးကိုချိန်ကြည့်မယ်ပေါ့နော်ဒီကောင်ကြီးကကြတော့ဒီကောင်လေးကကျမ column တွေက copy လုပ်ပြီးတော့ဒီမှာထည့်ကြည့်လိုက်မယ်နော်ဘာဖြစ်သွားလဲဆိုတော့ကျမပြောင်းထားလိုက်လို့နော်column တွေမှာဝင်သွားတာ color ကိုကျမအပေါ်ဟိုဖြစ်သွားလို့လीနော်ဒီလိုမျိုးလေးsorry ဒီကောင်လေးဒီအကြံလေးရနော်ဒီကောင် copy ဒီကောင်အဲ့တော့ copy paste နော် paste sorry copy ဒီကောင် copy ပေါ့နော်ဒီလိုလေးသွားလိုက်မယ်နော် okay ဒါလေးရပါပြီဒါလေးရပါပြီဆိုတော့ကျမတို့ဒီရှေ့က summary လေးကိုသွားမယ်ပေါ့နော်တော့ကျမတို့ဒီဟာလေးကိုယူမယ်ပေါ့နော်ယူတဲ့အခါကျရင်ကျမကတကယ်တော့ဒီ line တွေမှာသွားပြီးတော့အောက်ကိုသွားယူလဲရတယ်ပေါ့နော်အဲ့ဒါကြတော့နည်းနည်းရှုပ်တယ်ရှုပ်တော့ကျမဘယ်လိုပုံစံလေးယူမလဲဆိုဒီနေရာလေးမှာ in ကိုပေါ့နော်နီးမြခြင်း sum if နော် sum if ဆို control sum ifs ပေါ့နော်ကျမဘာယူမလဲဆိုရင် sum ifs နဲ့ယူမယ်နော် criteria နဲ့ကိုအဲ့ဒါ sum range ကတော့ကျမတို့ဒီကောင်လေးပေါ့နော်ဒီကောင်ကိုပဲကျမယူမယ်အဲ့တော့ဒီကောင်ဒီဘယ်ဘန်ကိုပဲဖြစ်ဖြစ်ဒီကောင်ပဲလာယူမှာဖြစ်တဲ့အတွက် F4 key တွေ range တွေကို F4 key နဲ့သွားမယ်ပေါ့နော်ဒါကတော့ sum if ကတော့တေချာတင်ထားတဲ့ဟာလေးရှိတယ်ပေါ့နော်ဒီ YouTube မှာရှိပြီးသားရှိတယ်ရှာပြီးတော့ကြည့်ကြည့်ပါเนาะအဲ့တော့ဒီမှာ criteria ကြတော့ကျွန်မကဒီကောင်လေးပေါ့เนาะဒီကောင်လေးဆိုတော့ကျွန်မကနောက်ကိုလဲဆွဲမှာဖြစ်တဲ့အတွက်ကျွန်မကနောက်ကိုဆွဲမဲ့ဆိုရင် B4 လေးက fix ဖြစ်တယ်အောက်ကိုဆွဲမဲ့ဆိုရင် B4 က B5 B6 เนาะအောက်ကိုဆွဲမဲ့ဆိုရင် B5 B6 ကိုသွားမှာဆိုတော့B လွဲ fix ပေါ့เนาะ criteria range ကကြတော့ကျွန်မကဒီ criteria ကို
criteria sum range တွေမှာကျတော့သူ IFS ဆိုတဲ့ function ကျတော့ if တွေအများကြီးသုံးလို့ရတာဖြစ်တဲ့အတွက် range နဲ့ criteria နဲ့ criteria range နဲ့ match ဖြစ်ရမယ် criteria ကို pty/mmk ရွေးထားရင် criteria range ဒီ pty/mmk ပါတဲ့ column ပေါ့နော်ဒီ sheet 3မှာရှိတဲ့ pty/mmk ပါတဲ့ column ဆိုတော့ဒီကောင်ကျမတို့ကရွေးမယ်ပေါ့နော်အဲ့တော့ဘယ်ဘန့်ကိုပဲဖြစ်ဖြစ်ဒီကောင်ပဲလာရွေးမှာဖြစ်တဲ့အတွက် fix လုပ်မယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့ကနောက်ထပ် criteria ကိုကြတော့ကျမကဒီနေရာမှာကြတော့ greater than 0ပေါ့နော် greater than 0ဆိုတာကကျမတို့ရဲ့ဒီ range မှာပေါ့နော်ကျမက plus နဲ့ minus နဲ့ရိုက်ထားတာဖြစ်တဲ့အတွက် greater than 0ကိုယူမယ်ပြီးရင်ဒီ criteria range လဲကြတော့ကျမတို့ကဒီမှာ plus minus ကိုတွားရွေးမှာဖြစ်တဲ့အတွက်ဒီကောင်ကိုယူမယ်ပေါ့နော်အဲ့ဒီကောင်လေးကိုကျမက fix လုပ်လိုက်မယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ဒီကောင်လေးကိုဆွဲချလိုက်လို့ရှိရင်သူ့အနေနဲ့သူပေါ်တယ်အဲ့တော့ဒီကောင်လေးကိုကျမညာဘက်ကိုတွားရင်တော့အောက်ဆိုတဲ့နေရာမှာကျမတို့ကဘာကိုယူချင်တာလဲဆိုရင် greater than 0မလို့ချင်တော့အောက်သူ့ရဲ့အောက်ဆိုတဲ့အကွက်မှာ less than 0ဆိုတော့ကျမကဒီ greater than လေးကိုကျမ less than လေးပြောင်းလိုက်မယ်ပေါ့နော်ဒါလေးကိုကျမပြောင်းလိုက်မယ်ဒီလိုမျိုးလေးပေါ့နော်ဒါလေးဒီလိုမျိုးရသွားပြီပေါ့နော်ဒါဆိုရင် minus ဒီမှာဆိုရင်အထက်ပေါ့နော်အဲ့တော့အထက်ကိုကျမကဒီလိုလေးပေါင်းလိုက်မယ်ဒါဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်သွားတယ်ဒီလိုဖြစ်သွားပြီမဲ့လို့ကျမတို့က USD အကွက်မှာ balance ပေါ်ကျင်တာဖြစ်တဲ့အတွက် USD တွေကိုတော့ကျမကဒီမှာဒီ balance မှာကျမမဖော်ဘူးပေါ့နော်USD တွေကိုကျမဒီ balance မှာမဖော်ဘူးဆိုတော့ USD ကဒီမှာပေါ့နော်အဲ့တော့ဒါလေးကိုကျမ filter လေးထောက်လိုက်မယ် Ctrl Shift L နဲ့အဲ့တော့မြန်မာကျပ်တွေကိုပဲရွေးမယ်ပေါ့နော် MMK ကိုပဲရွေးမယ်ဆိုရင်ဒါမြန်မာကျပ်တွေကတော့ဒီမှာထားမယ်ပေါ့နော်ပြီးတော့ကျမ USD ကိုရွေးလိုက်မယ်နော် USD ကိုရွေးမယ်ဆိုရင် USD တွေကိုကျမရွေးမယ်ဒီမှာ USD ပေါ့နော် USD 1နဲ့3လေးပေါ့နော်ဒါဆို USD တွေဆိုကျမဒီအကွက်မှာမထားဘဲနဲ့ဒီအကွက်မှာထားမယ်ပေါ့နော်အဲ့တော့ USD ပါတဲ့ဥစ္စာကိုကျမရွေးဖို့ဆိုရင်ဒီကောင်လေးမှာကျမ filter လေး conditional formatting ကနေပြီးတော့ကျမဘာလေးရွေးမလဲဆိုရင် tested content မှာကျမ USD လေးရွေးလိုက်မယ်ပေါ့နော်USD ရွေးလိုက်ရင် color လေးမပေါ်ချင်ဘူးဆိုရင် red text လေးဆိုရင်ကျမ red text လေးပေါ့နော်ဒီလိုမျိုးဆိုရင်ဒါလေးဆိုရင်တော့ကျမရဲ့ summary လေးကဒီကောင်ရဲ့ summary ကကြတော့ဒီလိုဖြစ်သွားမှာပေါ့နော်အကယ် opening ရှိတယ်ဆိုရင်တော့ opening ကိုလည်းသူကရွေးရအောင်မယ်ပေါ့နော် opening ကိုရွေးရအောင်မယ်ဒါဆိုရင်မြန်မာကျပ်ဆိုလို့ရှိရင်ဒီမှာ MMK ပေါ့နော်opening ဆိုတော့ဒီကောင်လေးတွေပါမယ်ပေါ့နော် opening တွေပါမယ်ပေါ့နော်အဲ့တော့ဟိုကကြတော့ဒီကောင်လေးကြတော့ဘာဖြစ်မလဲဆိုတော့ဒီကောင်လေးကြတော့သူကနော်ဒီကောင်လေးနဲ့ဒီကောင်လေးပေါ့နော်အဲ့လိုလေးသွားမယ် opening မှာထည့်မယ်ဆိုတော့ဒီမှာဒါလေးပေါ့နော်USD ဆိုရင် USD မှာထည့်မယ်ပေါ့နော်ဒီမှာ USD နောက်တစ်ခုကဒီမှာ USD နောက်တစ်ခုကဒီမှာ USD ပေါ့နော်ဒါဆိုရင်ကျမတို့ရဲ့ဟိုဟာဒီဘယ်လိုဖြစ်သွားမလဲဆိုရင်မြန်မာကျပ်ကဒီလောက်ပေါ့နော် USD ကကြတော့ဒီလောက်ပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားမယ်အဲ့တော့အဲ့ဒါလေးကိုကဲလို့ကိုကဒီ table လေးလိုမျိုး color လေးနဲ့လိုချင်ရင်လည်းယူပေါ့နော်မလိုချင်ဘူးဆိုလို့ရှိရင်လည်းဒီတိုင်းလေးပဲထားလိုက်ပေါ့နော်ဒီလိုလေးသွားလိုက်မယ်ဒီလိုမျိုးလေးပေါ့နော်ဒါတော့ဒီအောက်ကကောင်လေးကိုတော့ကျွန်မဘိုးလေးလောက်ထားလိုက်မယ်ပေါ့နော်ဒါတော့ဒီကောင်လေးတွေကိုလည်းဘိုးလိုက်မယ်ဒီအောက်ကောင်ကိုတော့ကျွန်မက14လောက်ထားလိုက်မယ်အဲ့တော့ဒါဆိုရင်သူကမြန်မာကျပ်နဲ့9,900တွေ့ပြီးတော့ဒေါ်လာက150ပေါ့နော်အဲ့တော့ဒါလေးကိုကျွန်မတို့ကဒီဟိုပါပေါ့နော်ဒီလိုမျိုးလေးပေါ့နော်ဒီလိုပုံစံလေးဖြစ်သွားမယ်အဲ့တော့ဒါဆိုရင်တစ်ချက်ကြည့်မယ်ပေါ့နော်ဒီမှာမြန်မာ petty cash မြန်မာကျပ်မှာ9သိန်း balance 9သိန်းပေါ့နော် balance 9သိန်းဒေါ်လာ petty cash USD မှာဒေါ်လာ50petty cash USD မှာဒေါ်လာ50AY USD မှာဒေါ်လာ100เนาะဒီမှာ AY USD မှာဒေါ်လာ100ဒီဟိုဟာမှာUAB မြန်မာကျပ်မှာ9,000ခွဲ plus 9,000ခွဲပေါ့နော် UAB မြန်မာကျပ်မှာplus 9,000ခွဲဒီလိုမျိုးလေးပေါ့နော်အဲ့တော့အဲ့ဒါလေးတွေကိုလည်းဒီနေရာမှာချိန်ပြီးတော့လည်းကြည့်လို့ရတယ်ပေါ့နော်โอเคအဲ့တော့ကျမတို့ကဒီမှာဆိုလို့ရှိရင်ဘာကိုပဲစည်ရင်းသွင်းသွားမလဲဆိုရင်ဒီအကွက်ကလေးကိုပဲကျမတို့ကစည်ရင်းသွင်းမယ်ပေါ့နော်ဒီအကွက်ကလေးကိုပဲကျမတို့ကကျမပြသွားပြီးတော့လှုပ်လိုက်တယ်အဲ့တော့ဒီအကွက်ကလေးကိုပဲကျမတို့ကစည်ရင်းသွင်းသွားမယ်ပေါ့နော်အဲ့တော့သွင်းတဲ့အခါမှာအဝင်ဆိုလို့ရှိရင် plus နဲ့သွင်းပြီးတော့အထွက်ဆိုရင်တော့ minus နဲ့သွင်းပေးမှသာဒီformula လေးက run မယ်ပေါ့နော် okay အဲ့ဒါကိုကျမတို့ကဒီကောင်လေးကိုနာမည်လေးပေးလိုက်မယ်ပေါ့နော်နာမည်လေးပေးလိုက်မယ်ဒါလေးကိုကြတော့ cash and ban ပေါ့နော်ကျမတို့ကဒီဟာလေးကို cash and ban လို့ရေးလိုက်မယ်ပေါ့နော်
ပေါ့နော်ဒီကောင်လေးကတော့ advanced excel လေးသင်ထားတာပေါ့နော် excel ဆန်းလို့ပေါ့နော်ဒီကောင်လေးကတော့ဒါကပုံမှန်ပေါ့နော်ဒါဟို simple cash flow ပေါ့နော် simple cash flow ဆိုရင်ဒီပုံစံလေးကိုသုံးပါဒါပေမဲ့ကျမတို့ကတော့ဒီပုံစံလေးပေါ့နော်ကျမတို့လိုချင်တာတော့ဒီပုံစံလေးဆိုရင်တော့ဘလို့ cash တွေပဲလာဒီမှာထည့်လို့ရသွားပြီပေါ့နော် distribution ကတော့ကိုအဆင်ပြေတဲ့ distribution ထည့်ပေါ့နော်ကိုမြန်မာကျပ်တွေကိုဒီထွာလောက်ကြည့်ကျင်နေဆိုရင်လည်းဒီမှာမြန်မာကျပ်ကို filter လေးထောက်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော် okay အဲဆိုလို့ရှိရင်တော့ကျမရဲ့ cash creation လေးပေါ့နော် cash တွေအများများလာပြီဆိုလို့ရှိရင် cash ရဲ့ creation လေးကိုကျမတို့ကဒီမှာဒီပုံစံလေးနဲ့တွားလို့ရပြီပေါ့နော်အဲ့တော့ဒီနေရာလေးမှာတော့ bank ရဲ့ account number ကလေးတွေထည့်လို့ရတယ်ပေါ့နော် saving တွေဒီ current တွေရှုပ်လာပြီဆိုရင်တော့ဒီနေရာမှာ account number ကလေးတွေထည့်ပြီးတော့စာရင်းသွင်းမယ်ပေါ့နော် okay အားလုံးပဲဒါဆိုရင်တော့ကျမရဲ့ဒီ knowledge sharing ကနေပြီးတော့အများကြီးရမယ်လို့ယူဆပါတယ်အားလုံးပဲ good night အားလုံးပဲကျေးဇူးတင်ပါတယ် good night လို့ပြောနေကြနေလို့နောက်ထပ်ဗီဒီယိုဖိုင်တွေမှာဆက်လက်ပြီးတော့တွေ့ကြပါဦးမယ်